နင်းစီပန်းနေနင်းစီပန်းတစ်ပွင့်လေအဲကြောင့်တစ်ချက်တော့ဖြစ်တယ်နင်းစီပန်းတစ်ပွင့်ကိုမြင်ပြီးတော့ဖြစ်သွားတဲ့အတွေ့တစ်ခုရောဖြစ်သွားတဲ့အတွေ့တစ်ခုနင်းစီပန်းတစ်ပွင့်လုံးဝတော့မူရတော့မိုးတန်လေတန်နေတော့မှသူကလုံးဝလှပစွာဖွင့်နေတယ်ပေါ့နော်အဲ့ဒါနဲ့သူပွင့်နေတဲ့အောက်ကိုကြည့်လိုက်တော့တပွင့်ကလုံးဝညိုသွားဟဲ့ပြီပေါ့လုံးဝညိုသွားတယ်ညိုသွားပြီးတော့ဘာအဖွင့်ဘာဖတ်ဘာမှဘာဆိုဘာမှမရှိတော့ဘူးနော်အဲ့ကြောင့်ကျွန်တော်လည်းအတွေးတစ်ခုဝင်ခဲ့ရပေါ့အဲ့လိုပြောမယ်ဆိုရင်အတွေးတစ်ခုကမျက်စိပန်းတစ်ပွင့်ရှင်တန်ပုံပေါ့မိုးတန်လေတန်တွေကြားမှာတတိရှိရှိလှပစွာဖူးပွင့်ရှင်တန်သွားသေးတာပဲကွာမိုးတန်လေတန်တွေကြားမှာတတိရှိရှိလှပစွာဖူးပွင့်ရှင်တန်သွားသေးတာပဲကွာဒီစာသားလေးတစ်ချောင်းပဲအတွေ့အတစ်ချက်ဝင်ခဲ့တာပေါ့ပြောမယ်ဆိုရင်မိုးတန်လေတန်အဲ့ဒါတွေကသူ့ဟာနဲ့တူကိုယ်ကလည်းကိုယ်ကိစ္စနဲ့ကိုယ်တွားအောင်ပေါ့ one day အဲ့ဒါနဲ့အတွေ့နောက်တစ်ခုပြန်ဝင်လာအဲ့လိုပြောမယ်ဆိုရင်ဘာမှကိုကြောက်စရာမလိုကွာဘယ်ရာမှကြောက်နေဖို့မလိုပါကြောက်ရင်လည်းတွားရမှာမို့လှုပ်စရာရှိတာကိုလှုပ်ဖြစ်အောင်တော့လှုပ်သွားကိုလူအဲ့တခုပဲ